မမသိဘာခဲတော့ငိုနေတာလဲယင် ထွေထွေ ရှင် စတေရှူမှာခုနတချင်းဆိုသွားတဲ့ကောင်လေးကိုထွေထွေသိလိုက်ရင် သိရလေကျင်းဖော်ငယ်ဝေးဆိုတဲ့တချင်းကိုဆိုသွားတဲ့ကောင်လေးကိုပြောတာမဟုတ်လားလား အေးဟုတ်တယ်သူ့ရဲ့နာမည်ကဘယ်သူလဲလင်းလင်း သူ့နာမည်ကငယ်လို့ခေါ်တယ်မမသိရင် အငယ် ဟုတ်တယ်အငယ်တဲ့ နာမည်လေးကအငယ်ရဲ့လား မမသိကငယ်တချင်းဆိုတာနဲ့ဘာဖြစ်လို့ငိုရတာလဲယင် ဟိုချီလေးကို ရှင်ငိုချင်လို့ဟုတ်လား ဟုတ်တယ်သူဆိုသွားတဲ့တချင်းလေးကိုကြားရတော့လေမမသိရဲ့ရင်ထဲမှာဘလို့ဖြစ်သွားမှမသိဘူးထွေးရဲ့သူ့တန်နဲ့သူ့တချင်းရောက်မမသိရင်ကိုလှိုင်းထသွားတယ်သူ့ရဲ့တချင်းကိုကြားတော့လေမမသိတယောက်ယောက်ကိုလွမ်းတယ်လို့တနည်းရရကိုလွမ်းတယ်လို့ဖြစ်မိတယ် မမသိမှာနွမ်းရရှိခဲ့လို့လားယင် ဟောမရှိခဲ့ပါဘူး ရှိခဲ့တယ်ဆိုရင်တော့တိုက်ဆိုင်မှုကြောင့်မြေကြီးကြတတ်ပါတယ်မရှိဘူးဆိုရင်တော့ထွေးလေးတောင်ဘလို့ဖြေထုတ်ရမှန်းအိုးမသိတော့ဘူး မမသိလေမပြောတတ်ပါဘူးကွယ်သူ့တန်နဲ့သူ့တချင်းကြောင့်ငိုချင်းလာတာနေပဲငိုချလိုက်တာပဲအော်တန်နဲ့ခုနကအငေးဆူတဲ့ကောင်လေးကဘမနေတာလဲရင်ကြောင်းသားလား ငဲ့လား ဟုတ်တယ် ငယ်ကအမှတ်နှစ်ရက်ွက်သေးရလေအရင်တော့ကတော့ထွေးထွေးတို့နဲ့ကြောင်းနေပဲခုတော့အငယ်တယောက်စစ်တမ်းမှာ3နှစ်လောက်ကြာပြီးတည်းကကြောင်းထွက်သွားပါပြီ မမသိ ဟင် မသိပါဘောကမြေရီတွေကိုတုတ်လိုက်အောင်လေအော်တို့အမကြီးမသိနေဆရာဝန်မကြီးတယောက်လုံနေပြီအသေးကငယ်လိုက်တာနော်တချင်းကန်ကြားတာနဲ့မြေကြီးကြားရတယ်လို့ ဦးထွရလဲဆရာဝန်မလဲခန်းစားတတ်တဲ့စေတသိက်ရှိတာပဲပေါ့ညီမရဲ့